多心长心အောင်မြင်သည်လမ်းမြို့မြတ်သာသည်မြန်းကြွကားချီမဟာပထဝီမြေတုံဆောင်သောသာသနာအာဇာနည်ခြေကုန်မညောင်းမောဗုဒ္ဓသာသနာကဘာအမခပွင့်လန်းစေရမည်ဤအဋိဋ္ဌံကြီးစိတ်တန်လျက်ခတ္တကြတတော်လန်းတောင်ကနာမမှုခဲ့ပါပြီမြတ်ထေဆရာမြတ်သာသနာအတွက်မြတ်သောဒိဋ္ဌံမြတ်သောခီးသည်မြတ်သောဘဝခြေလမ်းတို့ဖြင့်ဉာဏ်ကြွတော်မူခဲ့ပါသည်မြို့မြတ်သာသည်မြန်းကြွကားချီမဟာပထဝီမြေတုံဆောင်သောသာသနာအာဇာနည်ခြေကုန်မညောင်းမောဗုဒ္ဓသာသနာကဘာအမခပွင့်လန်းစေရမည်ဤအဋိဋ္ဌံရှိစိတ်တန်လျက်ခတ္တကြတတော်လန်းတောင်ကနာမမှုခဲ့ပါပြီမြတ်ထေဆရာမြတ်သာသနာအတွက်မြတ်သောဒိဋ္ဌံမြတ်သောခီးသည်မြတ်သောဘဝခြေလမ်းတို့ဖြင့်ဉာဏ်ကြွတော်မူခဲ့ပါသည်ဓမ္မအောင်မြင်စခန်းမပင်မပန်းဝမ်းမြောက်ပြီဘုရားမွေထံဘာဝနာလမ်းလျှောက်ကြသည်ဓမ္မအောင်မြင်စခန်းမပင်မပန်းဝမ်းမြောက်ပြီမိုးရွာရင်လည်းမိုးရဲမှာပဲရှောက်လန်းပြီးနေသူလင်းကြကြသာသနာခရီးသည်ထာဝရရွှင်လန်းသာသနာဝန်ထမ်းဘာကမှမပင်ပန်းသာသနာဝန်ထမ်းမြတ်ခရီးသည်တောင်စပူလက်ရဝေချက်ချာ၌ဗျာဒိတ်တော်ကိန်းခမွေတော်ရသည်စံတော်ဓမ္မလျက်ပန်းဖြာ၍သာသနာငါတော်ရှိရင်ကြအောင်2500သစ္စာပနဲ့30လင်းငယ်ဘိုးတရားမင်းငါအောင်စီယွန်းလို့ထွန်းကြီးကိုဟိုဓမ္မအောင်မြင်စခန်းမပင်မပန်းဝမ်းမြောက်ပြီဘုရားမွေထံဘာဝနာလမ်းလျှောက်ကြသည်ဓ
မအောင်မြင်စခန်းမပင်မပန်းဝမ်းမြောက်ပြီးမိုးရွာရင်လေမိုးထဲမှာပဲရှောက်လန်းပြီးနေဘူးဘူးနှင်းကြကြသာသနာခရီးဒီထာဝရရွှင်လန်းသာသနာဝင်ထံဘာကမမပင်မသာသနာဝင်နှံမြတ်ခရီးဒီ